မိဘတွေစီဘယ်တော့မှဖုံးမဆက်တတ်တဲ့လူတွေကမွေးရပါသွေးအေးတက်သူတွေမဟုတ်ကြပါဘူးသူတို့မှာစိတ်ပညာအရရှောင်ဖယ်တတ်တဲ့တန်ရောစဉ်တွေ့မှုပုံစံ avoidant attachment style ရှိနေတာဖြစ်ပါတယ်ဒီလိုလူမျိုးတွေကစိတ်ပျက်စရာတွေကြုံတွေ့ရမှုတာကြောင့်စိတ်ပိုင်းဆိုင်ရာအရထုံကျင်သွားတတ်ကြပါတယ်သူတို့ကအမြဲတမ်းကိုယ့်ကိစ္စကိုသူများကိုဒုက္ခမပေးဘဲအစဉ်ပြေအောင်ဖြေရှင်းတတ်သူတွေအဖြစ်အပြင်ပန်းမှာမြင်တွေ့ရတတ်ပါတယ်အပြင်ပန်းကကြန့်ခိုင်ပေမဲ့တကယ်တော့သူတို့ကရင်ထဲမှာအလွန်နှုနဲ့ခံစားလွယ်သူတွေဖြစ်ပါတယ်ဘလောက်ပဲအပေါင်းအသင်းတွေအများကြီးရှိနေပါစေလူတစ်ယောက်နဲ့ပတ်သက်မှုလျော့ပါသွားပြီဆိုရင်သူတို့ကဆက်သွယ်ဖို့အစမပြောတတ်တော့ပါဘူးဘသူ့ကိုမှအနာမကတ်ခံခြင်းသူတို့ကိုအပြည့်အဝနားလည်နိုင်လောက်တဲ့အထိဘသူ့ကိုမှရင်းနှီးခွင့်မပေးတတ်ကြပါဘူးပီဒီပခါတွေနဲ့ကြုံလာရတဲ့အခါမှာလည်းပြဿနာကိုဖြေရှင်းဖို့အဝေးကိုထွက်ပြေးဖို့ကသူတို့ရဲ့ပထမဆုံးဗီဇစိတ်ဖြစ်လာတတ်ပါတယ်။အားကြောင့်လဲအများအပြားသူတို့ရဲ့ကလေးဘဝမှာစိတ်ပိုင်းဆိုင်ရာဥပိ္ပခာပြုတ်ခံရမှု emotional neglect တွေကိုစဉ်းစားမပြတ်ကြုံခဲ့ရလို့ဖြစ်ပါတယ်။အမြဲတမ်းအပြစ်တင်ဝေဖန်ခံရတာစိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရိုက်နှက်နှိပ်စက်ခံရတာမျိုးတွေမကြာခဏရှိခဲ့ဘူးတတ်ပါတယ်။ချစ်ချင်းမြတ်တာကင်းမဲ့စွာကြီးပြင်းခဲ့ရတာကြောင့်အခြားသူတွေကိုအားကိုးတာထက်ကိုပဲအားကိုးတာကပိုပြီးဘေးကင်းတယ်လို့သူတို့ရဲ့အုံနောက်ကငငယ်ကလေးကမှတ်သားသွားခဲ့တာဖြစ်ပါတယ်။ထူးခြားတဲ့အခြားလက္ခဏာနှစ်ခုတစ်သူတို့ဟာပတ်ဝန်းကျင်နဲ့လိုက်လွန်ညှိထွေနေတတ်ပေမဲ့ရင်ထဲကအမှန်တရားကိုတော့ထုတ်မပြပဲရုန်းကန်နေရတတ်ပါတယ်။နှစ်မိမိရဲ့အားနည်းချက်တွေနဲ့စိတ်တိုင်ရာတွေကိုသူများတွေမြင်သွားမှာကိုအမြဲတမ်းကြောက်ရွံ့နေတတ်ကြပါတယ်။